ပါဗျာဒီမှာတခိုးမဒီမှာရောအဲ့မှာရိုက်ထားတခိုးမဒီမှာဆိုင်မလာခေါ်တွဲလာလို့ဆိုင်မလာခေါ်ရတခိုးမအဲ့မှာအဲ့မြက်ခွက်ကိုသိချာကြည့်တာဒီမှာခိုးရတခိုးမဒီမှာသိချာကြည့်သူ့အသေးချာပါအောင်ရိုက်ပြထားနောက်ကျန်တဲ့ဈေးတွေအကုန်သိအောင်လို့ဒီမှာစောက်ခွက်ကိုကြည့်ထားအဲ့စောက်ခွက်ကိုသိချာကြည့်ထားတခိုးမငါရက်ခွက်ထဲလာခိုးရတခိုးမဟမ်လုံးအားကြီးရဲ့တစ်ခါလာလဲခိုးရနှစ်ခါလာလဲခိုးရဟမ်နှစ်ခါလာလဲခိုးသုံးခါလာခဲ့လဲခိုးအခုလဲလာပြီးလာခိုးရဟာလားခလေးเจ้าပြပြီးလာခိုးရဟာလားတော့အဲ့ခလေးခိုးမှာတော့ကျွတ်တော့ထားတော့အဲ့ခလေးမှာတော့ခိုးလောက်ပါနဲ့ကလေးဟမ်မလောက်ပါနဲ့ညီမလေးမလောက်နဲ့ကလေးမလောက်ပါနဲ့ခိုးအဲ့ခလေးခိုးမလောက်ပါနဲ့ခလေးเจ้าပြပြီးလိုက်ခိုးစရမိမခလေးเจ้าပြပြီးလာအဲ့ခလေးနဲ့ကွယ်ပြီးခိုးတာခလေးနဲ့ဈားလဲညက်ညက်ပြီးခိုးတာဟမ်ခိုးမဟမ်အားဆိုင်မြန်သူကလက်တက်လာစားနေလာစားတာဟမ်တခါရဟာလာပြပါခိုးနေဟာလားဟမ်ပတ်စံရောနာရောတော့မရောနာငါနေရဲစခန်းနဲ့ခါရထဲမှာတော့ပြောပြီးသားကျွန်မပတ်စံမရှိကျွန်မကလေးနဲ့နေမကောင်းလို့စေးတိုးတယ်ဟာဒါမပြောနဲ့နေတော့ဟာထားလေးလာမင်းငါတော့အုံတော့ထဲမှာလာမရှိဘူးငါဆိုင်ရပစ္စည်းခိုးရတယ်မှာပြန်လို့ရှင်နေတာပဲပတ်စံမရှိဘူးထဲလေထဲမှာပဲခေါ်ထားတယ်အခုဘာမှန်နေငေါ့မြန်အားဆိုင်ကို तू ကအမှလက်တက်လာဆန်းနေရိုက်တာတစ်ခါတော့အဲ့ဆောက်ခွက်ကိုအမှလူတကာသိသွားအောင်လို့စောက်ရှက်မရှိတဲ့မျက်နှာနဲ့ရက်ွက်ထမှာလဲခိုးနေတာတခိုးမမိပိတ်ထားလားမိပိတ်ထားရဟိုကလိုင်းဝင်လာတယ်ဟုတ်ကြိုးပြန်နည်းကြိုးလားဒီလိုနည်းကြိုးတော့လာနေရလေးနေလားဆွဲအဲ့ဓာတ်တိုင်လားဆွဲလားဓာတ်တိုင်မှာကျိုးတုံးပါလားကျိုးကကျန်တဲ့ကျိုးကယူလာခဲ့လားစီလို့မရအောင်ကျိုးယူလာခဲ့လားဟာရဲလာမခေါ်မချင်းငါမှနေရိတ်ပေါ်ထားတယ်ရဲလာမခေါ်မချင်းငါသူ့ဓာတ်တိုင်မှာခြိထားမှာသွားလာကောင်းလေးနေလားဆွဲလားဓာတ်တိုင်မှာကျိုးတုံးထားပါလားဓာတ်တိုင်မှာကျိုးတုံးထားမယ်ပေါင်မတက်ပြီးရောအဲ့ကျိုးတော့ကျိုးနဲ့တော့မယ်ကောင်းတော့လားသူကလုံးနေအောင်ပဲတော့ထားမှာကဲရက်ခွက်ကလူတွေဟိုကြည့်ထားမှာတခိုးမတပတ်ဆိုင်မှာလာခိုးနေတခိုးမအဲ့မှာဒီဘက်ကိုလေတဲ့တော့ဘက်ကိုလေစောက်ဖမ်းတာစူစီတီဗီကနေပြန်တွေ့လို့စောက်ဖမ်းတာမိတာပဲပစ္စည်းမရောနိုင်လည်းမရောနိုင်လည်းလေရက်စတန်ပို့လိုက်မယ်ပြီးတော့တောက်ထားအဲ့မှာနေဦးထဲမှာလှမ်းတာပဲကျွန်တော်တို့လည်းမင်းပဲဆန်လာမယ်သူတို့ဆက်ဆံมาရတယ်သူတို့ဟမ်ဘယ်နှခါရှိလဲငါးစီလာခိုးတာငါတွေ့တာနှစ်ခါရှိသွားပြီပြောကြည့်အခုလည်းတစ်ခါထပ်လာတယ်ဟုတ်လားဟမ်ဘာနှစ်ခါမလို့နှစ်ခါစလုံးနေယူသွားတာဒါတော့မယူရမှာလေနှစ်ခါစလုံးလာတာငါးရက်နေ့တစ်ခါလာခိုးသွားတာတစ်ခါပြောအောင်မလားဒီတမျိုးကိုနေနေတိုင်းလာတယ်ဟမ်မလာဘူးဟမ်တစ်ခါလာတစ်ခါပဲပါတယ်တစ်ခါမပါဘူးဒီမှာတစ်ခါခိုးထားတယ်ငါမှ CCTV ရှိတယ်သလားမင်းငါ့ကိုညင်းလို့များလား CCTV နဲ့အကောင်လုံးဓာတ်ပုံကောင်ရိုက်ထားပြီးသားနော်ကဲရက်ကွာလူလာကြည့်လိုက်မှာတခိုးမရက်ကိုမှလာကြည့်ထားတယ်မှာစောက်ရှက်မရှိတဲ့မျက်နှာခလေးဘန်းပြပြီးမှခိုးရတခိုးမဟမ်စောက်ရှက်မရှိတဲ့မျက်နှာနဲ့လာခိုးနေတာပြောလိုက်ရင်ခလေးစားကြမရှိလို့စားကြမရှိလို့အဲ့တက်တက်လောက်စားတယ်ချီကောင်းလက်ကောင်းနေလောက်စားရင်လောက်စားလို့ရတယ်ရတယ်ကစိုးရစူးစားတယ်မရနဲ့ဒီဘာနဲ့မလောက်ခိုးရတခိုးမလာခိုးစားနေရပဲကောင်းကောင်းကိုလောက်မစားချင်ဘူးနေတော့လည်းလက်နဲ့ချောင်းချင်းနေကြအောင်ငါတို့လည်းလက်နဲ့ချောင်းချင်းနေကြအောင်လောက်စားနေတာပဲဒါခလေးလာဗန်းပြပြီးတော့လောက်ခိုးစားဖြစ်နေလာပြီးမစားကြမရှိဘူးလားမပြောနဲ့လောက်မစားလို့မရဲခေါ်ထားတယ်ရဲခေါ်တာခဏရဲလာလိမ့်မယ်ရဲနဲ့ထည့်ပေးလိုက်လုံးအားကြီးတယ်တစ်ခါခိုးလို့နှစ်ခါခိုးလို့ရတယ်ဆိုလာတာဟာလားငါတို့ကလည်းနေစောက်အားတွေမဟုတ်ဘူးတလားဆိုင်မှာ CCTV တက်ထားစောက်အားတွေမဟုတ်ဘူးတလားဟာလည်းမျက်ခွက်ကိုစောက်ကန်ထားလိုက်မယ်တလားဘာမှနေအောင်ငါ့လိုက်လာနေရငါလည်းမရှိဘူးတတိမရှိပဲငါလိုက်လာမနေဘူးတလားလာကြည့်ရဲ့ပြီးလာပြီဒီမှာတခိုး
ကြည့်တာအဲ့ရက်ခွက်ကိုကြည့်တာတွေ့တဲ့ခါကျအဲ့မှာတခိုးမတွေကြည့်တာစက်တရတုံးစောစောစီစီကိုစက်တရတုံးလာခိုးတာခဏခဏအဲ့ခလေးတွေပဲခွဲခွဲခိုးနေဟမ်你အဲ့လိုပဲလောက်စားနေဟာလားတရုတ်ကတော့အဲ့လိုပဲလိုက်လောက်စားနေဟာလားဟမ်ရင်လဲဘူးသွားယူသွားရင်လဲဘူးနဲ့ခေါင်းနဲ့ခါနဲ့လောက်ချပလိုက်တယ်နောက်ကခိုးစားလို့မရဘူးသွားရင်လဲတိုးတဲလာခဲ့သွားအိုးကြီးတော့ကတဲလာခဲ့ခေါင်းကလောင်းချပလိုက်ပဲနောက်လောက်စားလို့မရဘူးသွားခလေးကလောင်းချပြမယ်သွားဟာမလောက်သွားငါမိုက်ဆိုတမရတာမိုက်နေသွားဟဲ့ချိုလာခဲ့တော့လုံးဘာမှလောင်းချတာငါပတ်စံပြန်ငါသားခွာယူပြင်မယ်လား အိမ်တော့မှပဲအိမ်မှာတရားတာမဟုတ်ဒီမှာပါပြီးတယ်သူများကြီးပါတယ်ဒီလုံးတိုက်စားနေတာ ရင်လည်းတော့ဥလာကငါအသားခွာပြီးပြန်မှာငါပတ်ဆက်ပြန်မရငါအသားခွာပြီးပြန်မှာလာခဲ့လား ကျွန်မပတ်စံလိုက်လိုက်လို့လေးလေးစေးလိုက်လိုက်ပုံလိုက်စီတော့ နင်တော့စောက်ရုံမဲ့နေနင်ခလေးအသားလို့ဘာဆဲဘူးလား စေးကိုတယောက်ချီတော့ပြက်နေတာချီနေတယ်အမမယုံလိုက်ကြည့်အိမ်ကို ကြည့်စရာမလိုနင်တို့ဒုက္ခလာမယ်ငါလူတိုင်းဒုက္ခရှိတယ်နော်လာမပြောနဲ့ခိုးစားတာပဲတခိုးကတခိုးပဲအေးလောက်မအနည်းလောက်ရင်နှွေးမှုနဲ့လာပြီးအသားခွာပြီးပြင်မှာငါပတ်ဆက်နော် လုံးလဲကျွန်မထား အဲ့ခန့်တော့ခန့်လားယူခဲ့ကြော်လာခဲ့ရင်နှွေးတော့အသားခွာယူပြင်မယ် ကျိုးနေရကျိုးနေရ